ဒီလောက်ကြည့်ရင် infotainment ဒီလိုအထာကျရဲ့ steering 10 to 80%ကို12မိနစ်ပဲကြာတယ်။လောက်ရမ်းလာတဲ့ headlight နဲ့လောက်ရမ်းချီရဲ့ဟုတ်ပါတယ်ဒီကားလေးရောမြန်မာနိုင်ငံကိုပထမဆုံးရောက်လာတဲ့ Xiaomi ရဲ့ Y7 Max လေးပဲဖြစ်ပါတယ်။ Okay Xiaomi Y7 Max အကြောင်းပြောခင်မှာကျွန်တော်တို့ Xiaomi အကြောင်းနည်းနည်းလေးပြောအောင် Xiaomi ကဘာလို့ EV လောကတွေကိုခြေစုံပစ်ပြီးတော့ဝင်လာရတာလဲ Xiaomi ရဲ့ CEO ကိုယ်တိုင်ကဒီ project ကို human ရယ် car ရယ် smart home ရယ်ဆိုပြီးတော့သူကအဲ့သုံးခုကိုပေါင်းဆက်ပြီးတော့ ecosystem တစ်ခုလုံးကိုလုပ်ချင်တာအဲ့ဒါကြောင့်မလို့သူ့ဘဝရဲ့နောက်ဆုံးနဲ့အကြီးမားဆုံးစွန့်စားမှုလို့ပြောပြီးတော့သူကိုယ်တိုင်က10နှစ်အတွင်းမှာဒေါ်လာ10ဘီလီယံသုံးမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ် Xiaomi ကအဲ့ဒါဆိုရင်တော့တကယ်တော့အောင်မြင်မှုရလာသိရတာပေါ့ဗျာဘာဖြစ်လို့လဲဆိုရင် Xiaomi SU7 ကစထွက်ချင်းပါပဲမိနစ်ပိုင်းနဲ့မှာ order 1000နဲ့ချီရသွားပြီးတော့အောင်မြင်မှုရခဲ့လို့ပြောရမှာလက်ရှိအခြေအနေမှာတော့ Xiaomi က EV လောကမှာတော့ tech giant တစ်ခုအနေနဲ့ရှိနေပြီးတော့လက်ရှိကမ္ဘာမှာစိတ်ဝင်စားဆုံး market ဖြစ်တဲ့ SUV ကိုထိုးပေါက်ဖို့အတွက်ကျွန်တော်လက်ထက်မှာရောက်ရှိနေတဲ့ Xiaomi Y7 Max လေးနဲ့မိတ်ဆက်ပေးကြပါမယ်ဖုန်းထုတ်တဲ့ကုမ္ပဏီကထုတ်တဲ့ Xiaomi Y7 Max အကြောင်းစပြီးတော့ပြောတာကျွန်တော်စပြီးသတိထားမိတဲ့ချက်ကတော့သူ့ရဲ့ 3.11 square meter ရှိရဲ့ hood ကြီးပဲဖြစ်တယ်ဒီ hood ကဗျာတော်တော်ကြီးကြီးอ่ะဘာဖြစ်လို့လဲဆိုတော့ तू ကခိုးဘက်ထိတ်နဲ့ဒီဘက်ထိတ်ကိုဆက်ရလုံးဝမရှိဘဲနဲ့လှုပ်ထားပြီးတော့ဒီနေရာမှာစပြီးတော့ဖြတ်လိုက်တာအဲ့တော့သူ့ရဲ့ cut line တွေကတော်တော်လေး clear ဖြစ်သွားပြီးတော့ shape frank cargo space ဆိုလို့ရှိရင်လေ141လီတာကျက်ဝန်းတဲ့အတွက်နောက်မှမဆန့်ခဲ့ရအောင်မှာရှင်းမှာကျွန်တော်ပစ္စည်းတွေကိုကောင်းကောင်းထည့်လို့ရတယ်ဒီ design ကကျွန်တော် luxury car တွေနဲ့ sport car တွေမှာတွေ့ရတဲ့ပုံစံအတိုင်းလှုပ်ထားတာဖြစ်တဲ့အတွက်တော့ကျွန်တော်အနေနဲ့ဒီဟာကြီးကိုစပြီးမြင်တဲ့အချိန်မှာ impressive တော်တော်ဖြစ်တဲ့အထဲမှာလည်းပါတယ်အဲ့တော့ရှေ့ SU7 မှာတုံးထားတဲ့ LED headlight ပုံစံကိုဒီကားမှာဆက်ပြီးတော့တုံးထားပေးပြီးတော့ထူးဆန်းတဲ့အချက်ကတော့ 3D hollow ပုံစံလုပ်ပေးထားတာဖြစ်တဲ့အတွက် aerodynamic ကိုပို့ပြီးတော့အားကောင်းစေပြီးတော့ battery တွေ motor တွေကိုအေးခံဖို့အတွက်ပါထည့်ပြီးတော့စဉ်းစားထားတာပေါ့ရှေ့ရဲ့ active brake ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ highway သွားတဲ့အချိန်မှာလေကွင်းအားကောင်းအောင်လို့ပိတ်ထားတဲ့ပုံစံလုပ်ပေးထားတယ်တကယ်လို့ခုနက cooling system ကပြန်လိုတယ်ဆိုလို့ရှိရင်တော့ဒီ system ကိုပြန်ပြီးတော့ဖွင့်ပေးထားတာမျိုးကို automatic လုပ်ပေးတာအချက်ကတော့တော်တော်လေးချီးကျူးရပါပါနောက်တစ်ချက်အနေနဲ့ကကြတော့ဒီ highlight တွေဆိုလို့ရှိရင် 180 degree ပို့ပြီးတော့လင်းအားကောင်းတဲ့အတွက်ကိုညဘက်အချိန်တွေမှာဆိုလို့ရှိရင်တော့မှဘေးပင်ညာကိုပဝန်းကျင်ကိုကောင်းကောင်းမြင်နိုင်တဲ့အချက်တွေမှာပါရတဲ့အတွက်ကျွန်တော်အနေနဲ့တော်တော်လေးသဘောကျတယ်ဒီကားရဲ့အလွိုင်း design က 5 sport medical design ကိုသုံးပေးထားပြီးတော့ sporty ဖြစ်အောင်လုပ်ပေးထားတယ်21 inches ရှိရဲ့အတွက်ဒီကား size ဒီအလွိုင်း size ကတော့တော်တော်လေးအဆင်ပြေတဲ့အထဲမှာလည်းပါတယ်နောက်တစ်ချက်အနေနဲ့ကဒီလိုအရမ်းမြန်တဲ့ performance ဖြစ်တဲ့ကားမျိုးဗျအဲ့ဒီအတွက်ကျွန်တော်တို့က safety အတွက်ကိုItaly နိုင်ငံထုတ်တဲ့ Brembo brake clipper တွေကိုတုံးပြီးထားရတော့ safety အတွက်ကိုတော်တော်ကြီး focus လုပ်ထားတဲ့ကားဖြစ်တယ်။ tire size အနေနဲ့ဆိုလို့ရှိရင်လည်း245တုံးပေးထားပြီးတော့အနောက်ဘက်မှာတော့275တုံးထားတယ်။ဒါက premium ဖြစ်တဲ့ပုံစံကားတွေမှာတွေ့ရတဲ့ design မျိုးကိုပြောရတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့တော်တော်လေးသဘောကျတဲ့အထက်မှာလည်းပါတယ်။ Michelin tire ဖြစ်တဲ့အတွက် comfort ဘိုင်းကိုလည်းပို့ပြီးတော့ focus လုပ်ထားရတော့ကျွန်တော်ကတော့မြင်တယ်။ Xiaomi Y7 Max မှာ lidar sensor အပြင်မှာ radar လည်းပါတယ်။ camera 17လုံးကြီးတုံးပေးထားတယ်။အဲ့ဒီတော့ကျွန်တော်တို့မိုးရွာနေပူပူပတ်ဝန်းကျင်မမြင်ရမှလည်းစိတ်ပူစရာမလိုတော့ဘဲနဲ့ဆိုနာအနေနဲ့ဆိုလို့ရှိရင်12လုံးအထိပါဝင်တာက security feature အနေနဲ့တော်တော်လေးကောင်းတဲ့အချက်မှလည်းပါတယ်နောက်ဘက် design မှာဆိုရင်လည်းကျွန်တော်တို့ hollow spoiler တွေတုံးပေးထားတဲ့အပြင်မှာဒီဘက်မှာကော့ပြီးတော့တက်နေတဲ့22 degree sound ထားတဲ့ deck day ပေါ့ဗျာဘဲမီပုံစံလေးလုပ်ပေးထားတာတော့ဒါ Xiaomi ရဲ့ signature လို့ပြောမယ့်ချက် aerodynamic ကိုပို့ပြီးတော့ support ပေးထားတယ် battery efficiency ကလည်းပိုပြီးကောင်းနေတယ်နောက်ထူးခြားတဲ့တစ်ချက်ကတော့ Halo tail light ကိုတုံးပေးထားတာဗျာတခြား LED tail light တွေကမတူတော့ဘဲနဲ့အဝေးကပဲကြည့်ကြည့်မနက်ဖြစ်ဖြစ်ညဖြစ်ဖြစ်ဒီဟာကိုတန်းကြည့်လိုက်တာဒါ Xiaomi မှန်တန်းသိအောင်လို့လုပ်ထားတယ်သူ့ရဲ့ signature လို့ပြောရတဲ့ချက်ထဲမှာလည်းပါပါတယ်နောက်ဘက် cargo space ဆိုရင်တော့688လီတာဒီဆက်ပြီးတော့တကယ်လို့ကိုက space ပို့လို့ခြင်းတယ်ဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်တို့ cloud လေးပါတယ်အဲ့ cloud လေးကိုနှိပ်လိုက်တာနဲ့ဒီခုံတွေကကုန်ခောက်သွားပြီးတော့1200လီတာလောက်ပြီးဆန့်တာတော့အဆင်ပြေတဲ့အထဲမှာတော့ပါတယ်ပေါ့နော်အတွင်းဘက်ကိုမသွားခင်မှာကျွန်တော်တို့ side mirror အကြောင်းလေးပြောအောင် side mirror မှာ carbon fiber design လေးသုံးပေးထားပြီးတော့တခြားဟာတွေနဲ့မတူတာအပေါ်မှာ gloss ပုံစံလေးလုပ်ပေးထားတော်လေးလှတယ်နောက်ချက်ကတော့မှန်ကတော့အပြည့်ဖြစ်သွားတယ်ကျွန်တော်တို့ဒီဘက်တကားမှာဆိုလို့ရှိရင်လည်း frameless window ဖြစ်သွားပြီးတော့မှန်တွေကနှစ်ထပ်သုံးပေးထားကြ noise cancellation ကိုပို့ပြီးတော့ focus လုပ်ထားတာတွေ့ရတယ်ဒီဘက် door handle တွေကလည်း hidden door handle တွေဖြစ်သွားပြီးတော့ premium ဖြစ်တဲ့ခံစားချက်မျိုးတော့တကယ်ရတယ်ကျွန်တော်လိုတကားစောင့်ပိတ်တာကိုအရင်မကြိုက်တဲ့လူတွေတော့ဒီကားလေးကတော့ swagger စနစ်လည်းပါတယ် Okay
Xiaomi Y7 Max ရဲ့အတွင်းကန်းကိုစပြီးပြောအောင်အရန်ကိုလှတာသူတို့ရဲ့ design ကတော့ corporate design လို့ပြောတယ်ဆိုလိုချင်တဲ့သဘောကလေရင်တစ်စီးပေါ်မှာမောင်းနေရတဲ့ feeling ကိုပေးတယ်ပေါ့နော်ဆက်စချင်းမြင်ရတော့ steering design ကတော့ carbon fiber ကိုသုံးပေးထားပြီးတော့ဒီဘက်မှာ air conditioner အသားလေးသုံးပေးထားတော့တော်တော်လေး ဆက်ဆက်လေးကြာဒီ steering wheel design ကလည်းလေရင် handle ပုံစံမျိုးလုပ်ထားပြီးတော့လှတဲ့ထဲမှာလည်းပါတယ်နောက်တစ်ချက်အနေနဲ့က Xiaomi ရဲ့ Hypervision AR HUD ပေါ့နော်သူတို့ကတော့အဲ့ဒီ HUD ကိုအရန် focus လုပ်ထားတာဗျာကျွန်တော်စပြီးမြင်လိုက်တဲ့အချိန်မှာတခြား HUD နဲ့မတူဘဲနဲ့ 3D ပုံစံမြင်ရတဲ့အပြင်မှာသုံးချမ်းချမ်းပေးထားတယ်ပထမဆုံးအနေနဲ့ကအရှိမမြင်ရတာဒီကျွန်တော်တို့ block speed နဲ့သွားနေရလဲပြီးွားရင်ဘယ်မုံနဲ့မောင်းနေရလဲဆိုရဲအဟာကြီးမြင်ရတဲ့အပြင်မှာအလဲမှာဆိုလို့ရှိရင်သူ့ရဲ့ signature ဖြစ်တဲ့ရှင်းလေးတွေ capybara လေးအဲ့ဒီအကောင်လေးတွေကိုကျွန်တော်တို့ time zone နဲ့တွဲထားတာလေးကတော့တကယ်ချစ်စရာကောင်းတယ်ဖုန်းထုတ်တဲ့ကုမ္ပဏီတစ်ခုကဒီလိုကားတစ်စီးကိုထုတ်နိုင်တာကတော့ကျွန်တော်အနေနဲ့ကတော့ appreciate လုပ်တယ်ခိုးဘက်ချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ FM နားထောင်နေရပဲဖြစ်ဖြစ်သချင်းနားထောင်နေရဖြစ်အဲ့ဒါအကုန်လုံးကိုလည်းမြင်နေရတာကျွန်တော်အနေနဲ့ကတော့ဒီနေရာမှာ Xiaomi ကိုအပန့်ပြည့်ကိုပေးရမယ့်ချက်လို့မြင်တယ်အတွင်းဘက်ဒီဇိုင်းမှာဆိုရင်လည်းတနေရာမှာ hard plastic တွေမတုံးထားဘဲနဲ့ leather soft touch တွေကိုတုံးထားတဲ့အပြင်မှာဘာထူးခြားလဲဆိုရင်ဒီဘက် ceiling ဘက်အချမ်းမှာဆိုရင် Alcantara material ကိုတုံးပေးထားတဲ့အပြင်မှာခုံနေဆိုလို့ရှိရင်လည်း number leather ကိုတုံးပေးထားတာဒါက premium luxury vibe ကိုလည်းအပြည့်အဝရတယ်သူ့ရဲ့ infotainment က16လက်မအောင်ရှိရဗျာဒီ16လက်မ infotainment ကHyper OS ကိုလည်းသုံးပေးထားတဲ့အပြင်မှာ 3K resolution နဲ့ဆိုတာကြည့်ရလေတော်တော်လေးအဆင်ပြေတယ်နောက်တစ်ချက်ကအတွင်းကန်းကိုလည်း minimalist ဖြစ်အောင်လုပ်ပေးထားတာဖြစ်တဲ့အတွက်အကုန်လုံးကိုဒီနေရာကနေပြီးတော့ control လုပ်ရတာဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ physical pattern တွေကိုအားတက်တဲ့လူတယောက်အနေနဲ့ကကြတော့တိတ်တော့အားမရဘူးနော်ဒါပေမဲ့သူကတေးချာချာ user interface တွေရောကိုဒီသုံးမဲ့ design အတိုင်းကိုတော်တော်လေး focus လုပ်ထားအောင်လဲတွေ့ရတယ်တခုခုပြင်ကျင်တာပြုကျင်တာဆိုလို့ရှိရင်ဒီ infotainment ထဲကလောက်မယ်ဥပမာ bonnet ဖွင့်တာပဲဖြစ်ဖြစ်တခြား lock တွေ unlock တွေရောဒီ charging port ဖွင့်တာတွေအစားဒီနေရာမှာအကုန်လုံးလုပ်လို့ရတယ်နောက်တစ်ချက်ထူးခြားတဲ့တစ်ချက်ကတော့ Xiaomi က safety system အတွက်ကိုလည်း focus လုပ်ထားတာတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စပြီးဝင်လိုက်တဲ့အချိန်မှာဒီဘက် side cover တွေထဲမှာက emergency door unlock တွေကိုတကားတိုင်းမှာထည့်ပေးထားတာအဲ့ဒီအတွက်ကျွန်တော်တို့အကယ်၍accident ဖြစ်တာပဲဖြစ်ဖြစ် emergency case တစ်ခုခုဖြစ်ခဲ့ရဆိုလို့ရှိရင်ဒီ clock ကိုနှိပ်ပြီးထွက်သွားမှာဖြစ်တဲ့အတွက် EV ကားကိုစီးရမှာလဲကြောက်တယ်ဒီလိုမျိုးအဆင်ပြေပါမလားဆိုတဲ့ဟာကိုအကုန်လုံးထည့်ပြီးစဉ်းစားပေးထားတဲ့အချက်တော့အဆင်ပြေတဲ့ချက်ထဲမှာလဲပါတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီဘက်မှာ door ကို unlock လုပ်မယ်ဆိုလို့ရှိရင်ခလုတ်လေးကိုဖိပြီးတော့တွန်းလိုက်ရုံပဲအရန်အဆင်ပြေသွားပြီအဲ့တော့ဒီကားအနေနဲ့ကတော့ဒီအတွင်းကန်းထဲမှာ material တွေကအစအကောင်းစားသုံးထားပြီးတော့အဲ့ဒီအပြင်မှာ minimalist လုပ်ပေးထားတယ် infotainment ရောသူ့ရဲ့ AR HUD တွေနဲ့အကုန်လုံးကိုတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကတော့ Xiaomi ကို appreciate လုပ်တယ် Xiaomi ကသူ့ရဲ့ infotainment ကိုလည်း 3K resolution မှာ software optimization ကောင်းကောင်းနဲ့လုပ်ပေးထားတဲ့အပြင်မှာသူ့ရဲ့ touch အထီးတွေ့ရတော်တော်လေးမြန်ဆန်တာကိုလည်းတွေ့ရတယ် smooth လည်းအရင်ဖြစ်တယ်ကျွန်တော်အနေနဲ့ Apple ကိုတော်တော်ကြီးမှီရလို့အောင်ပြောရမယ်ပေါ့နော်အဲ့ဒီချက်တော့ချီကျူးစရာပဲနောက်တစ်ချက်အနေနဲ့က wireless charging တွေကိုလည်းကျွန်တော်တို့က80 watt တွေကိုသုံးပေးထားတာဗျာတခြားကားတွေမှာ wireless charging တော့ပါပါရဲ့ဒါပေမဲ့ဒီလောက်ထိ watt များတဲ့ဟာကိုတော့ကျွန်တော်ဒီမှာစပြီးတွေ့ဘူးတယ်ကျွန်တော်တို့ wireless charging သုံးတဲ့အချိန်မှာဖုန်းတွေကပူလာမျိုးတွေရှိနိုင်တဲ့အတွက်ဒီနေရာလေးမှာ Airvan ပုံစံလေးလောက်ထားတယ် cooling system ကောင်းလည်းလောက်ထားတဲ့အတွက်ဒီနေရာမှာတော့အမှတ်ပြည့်ကိုပေးရမှာXiaomi Y7 Max က SUV တိုက်ဆိုပေမဲ့တကယ်တမ်းကျွန်တော်ကားပေါ်ကိုရောက်တဲ့အချိန်မှာတော့အရင်ညင်တယ်လို့လည်းမခံစားရဘူးပြောမယ်ဆိုလို့ရှိရင် SUV ကားတစ်စီးကိုမောင်းနေရတဲ့စီးရတဲ့ feeling မျိုးမရဘဲနဲ့စီဒန်မှာထိုင်နေတဲ့ပုံစံမျိုးခက်ဝှက်လေးပုံစံမျိုးရတယ်ကျွန်တော်တို့စီဒန်ပိုလဲ prefer ဖြစ်တဲ့ SUV ကိုလည်းလိုချင်တဲ့လူတယောက်နေတဲ့ကားနှစ်စီးကိုတပြိုင်တည်းမှာစီးနေရတယ်လို့ခံစားချက်မျိုးလည်းရစီရဲ့ချက်ပေါ့နော်ပြီးရင် minimalist ဖြစ်သွားတဲ့အတွက်ကျွန်တော်ဒီနေရာမှာ cup holder တွေကိုလည်းအပေါက်တွေဖြစ်အောင်မလုပ်ထားဘဲနဲ့ကျွန်တော် adjust လုပ်လို့ရတဲ့ button လေးတွေပါထည့်ပေးထားတဲ့အတွက်ကိုမလိုချင်တဲ့အချိန်မှာလည်းဖြုတ်ထားလို့ရတယ်ပြီးရင်ဒီဘက်ကျွန်တော်တို့ storage space ကလည်းမကြီးလုံးမသေးလုံးနဲ့မှာပါတယ်ပေါ့နော်အတွင်းကမှာဒီအဖြူအောင်ကတော့ကျွန်တော်တို့ view ဆိုင်ရမယ့်အချက်ထဲမှာလည်းပါတယ်ဒီလို luxury ပုံစံမျိုးကိုဒီလိုအဖြူအောင်နဲ့တွဲထားတဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့ကတော့ကြိုက်တဲ့အထဲမှာလည်းပါတယ်နောက်တစ်ချက်အနေနဲ့က Xiaomi ကဒီနေရာမှာ panoramic sunroof ကြီးပါနေတာဗျအဲ့တော့ဒီ sunroof ကအယောင်ပြောင်းလို့ရတယ်သူက double layer ကိုတုံးထားတဲ့အတွက်အလဲမှာ electrochromic technology ကိုတုံးထားပြီးတော့ဒီ sunroof ကိုအကြည်ထားမလားဒါမှမဟုတ်လို့ရှိရင်လုံးဝမဲကျင်လားကြိုက်တယ်လို့လုပ်လို့ရတယ်အဲ့ technology ကတော့ Xiaomi ရဲ့လောက်ထားတဲ့ထဲမှာတော့အားရစရာချက်လို့ပြောရမှာပါ premium luxury ပို့ဖြစ်သွားအောင်လို့ဒီကားမှာက
ဒီဘက် driver ရော passenger seat ရောမှာကကျွန်တော်တို့ zero gravity seat တွေကိုသုံးပေးထားပြီးတော့ turn point massage ကိုလည်းသုံးပေးထားတဲ့အတွက်ကိုကတကယ်လို့လမ်းမှာအနားယူနေတာပဲဖြစ်ဖြစ်တယောက်ယောက်စောင့်နေရတဲ့အချိန်မှာဆိုလို့ရှိရင်အေးစစ်စစ်လေးနေလို့ရတယ်ဒီကားမှာဆိုရင် air suspension ပါလာပြီအဲ့တော့ air suspension ကျွန်တော်9မျိုးထိ adjust လုပ်လို့ရပြီးတော့ကျွန်တော်တို့လမ်းကျန်းတဲ့နေရာမှာဆိုလို့ရှိရင်လည်း air suspension ကိုအမြင့်ထားပြီးသွားလို့ရတယ်တကယ်လို့ highway မှာကိုက speed ကိုအမြန်ဆုံးမြင့်နဲ့မောင်းနေတယ်ဆိုလို့ရှိရင်တော့အနည်းဆုံးထားပြီးမောင်းလို့ရပါတော့အဲ့တော့အမြင့်ဆုံးထားတဲ့အချိန်မှာကျွန်တော်50 km ကျော်သွားရဆိုတော့သူဒီလမ်းကျန်းကနေပြီးတော့လမ်းချော့ကိုရောက်သွားတယ်လို့သတ်မှတ်ပြီးတော့ suspension auto adjust လုပ်ပေးသွားမှာ aircon van တွေကလည်း dashboard ရဲ့အောက်ထဲကိုရောက်သွားပြီးတော့ minimalist ဖြစ်အောင်လို့လုပ်ပေးထားတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ iOS သုံးတဲ့လူတွေအတွက်ကို Apple CarPlay လည်းထည့်ပေးထားတယ် sound system ကတော့အရန်ကြိုက်တဲ့အထက်မှာလည်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ speaker 25လုံးအထိကိုသုံးပေးထားတဲ့အတွက်ကျွန်တော် sound system ကိုတစ်ချက်လောက်စမ်းကြည့်အောင်ကျွန်တော်နောက်ဘက်ကိုဆက်သွားနောက်ဘက်ပိုင်းမှာဆိုရင်တော့ SUV ကားဆိုပေမဲ့ Heron ကတော့ကျွန်တော်သိမရှိတော့ဘူးလို့ပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကားကကူဖေးဒီဇိုင်းကိုသုံးပေးထားတယ်ဒီခေါင်းကတော့ခုနကကျွန်တော် driving position မှာထိုင်မယ်ကျွန်တော်ထွက်လာလို့ပေါ့နော်နောက်ရောက်နေတာပေါ့ပြီးရင် aircon van နေရာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ matte finish ပုံစံသုံးပေးထားတာဒီနေရာမှာကျွန်တော်တို့ aircon van နေမရှိတော့ဘဲနဲ့ဒီဘက်ဘေးပေါင်တွေမှာ aircon van ကိုသုံးပေးထားတယ်တခြားကိုင်းနေမတူတဲ့အချက်ပေါ့နော်တကယ်လို့ရှေ့ရလူကိုကျွန်တော်တို့က aircon short ပေးပါခုံ adjust လုပ်ပေးပါပြောနေကြမလို့တော့ဘဲနဲ့ဒီနေရာမှာ Xiaomi ကသူ့ရဲ့ဖုန်းပုံစံ tablet ပုံစံမျိုးလေးတစ်ခုပါလာတယ်အဲ့နေရာမှာပဲကျွန်တော်တို့ကခုံနေ adjust လုပ်လို့ရတာရှိရယ်aircon temperature အတိုး short လုပ်လို့ရရရှိရယ်အဲ့တော့ဒီနေရာမှာပို့ပြီးတော့ focus လုပ်ထားတယ်ပေါ့နော် Xiaomi ကဖုန်းထုတ်တဲ့ကုမ္ပဏီဖြစ်လို့ဒီလို technology သုံးထားတာတော့ impressive ဖြစ်စရာပေါ့ဒီဘက်ခုံနေဆိုလို့ရှိရင်လည်းကျွန်တော်တို့တကားပေါင်းမှာ incline လုပ်လို့ရတယ်နောက်ကိုကျွန်တော်တို့ပို့ပြီးတော့နှိကျင်တယ်ဆိုလဲနှိလို့ရတယ်အဲ့တော့ Heron ပို့ပြီးတော့ထွက်လာမှာပေါ့နော်ပြီးတော့နောက်တစ်ခုက battery ကိုကျွန်တော်တို့က cell to body ပုံစံသုံးထားတာဖြစ်တဲ့အတွက်ဒီအောက်မှာ Leron လဲပို့ရသွားပြီးတော့ကားကပို့ပြီးတော့ rigid ဖြစ်သွားတာပေါ့နော် Xiaomi One 7 Max က battery capacity အနေနဲ့ဆိုလို့ရှိရင်101 kWh ပါပြီးတော့သူ့ရဲ့ battery ထုတ်ပေးတဲ့ camera က CATL နဲ့ပေါင်းပြီးတော့ထုတ်ထားပါ motor capacity ကဆိုလို့ရှိရင်တော့98 kWh ပါပြီးတော့10 to 80% ကို12မိနစ်ထဲနဲ့အားပြည့်သွင်းနိုင်တယ်လို့ဆိုထားပါတယ်။ Okay ဒီနေ့ first impression video တွေကတော့ Xiaomi One 7 Max ရဲ့အပြင်ဘက် design တွေအတွင်းဘက် design တွေနဲ့သူ့ရဲ့အကြောင်းအရာတွေကိုကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်။ Xiaomi ကဒီလောက်ဆိုလို့ရှိရင်တော့ EV လောကမှာသူတကယ်ထိုက်တန်တယ်ဆိုတာကိုသက်သေပြလိုက်ပါတယ်။အဲ့တော့နောက် video မှာတော့ဒီကားရဲ့ performance တွေ handling တွေနဲ့ air suspension တွေအောင်တကယ်အလုပ်လုပ်ပါမလားဆိုတာကိုနောက် video မှာတွေ့ရပါမယ်။